ရွှေရင်ရည်လေးတွေလိုအပ်တဲ့ရေအုံနို့နှုတ်စိမ်တကြားနဲ့စားလေးတို့ကိုအလဲလက်မီနဲ့ကြိုပါမယ်အရွယ်စုပြီးတော့မှတကြားပြော့ပြီးဆိုရင်မိဖို့အားဖယ်ပြီးတော့မှအေးခန့်ထားမယ်အေးသွားရင်တော့ခြေအောင်ခြေထားတဲ့ဒွင်းဒီထမင်းစားစွန်း5စွန်းလောက်ကိုထည့်ဖြော်ပြီးတော့မှရေခဲတက်တာထဲမှာထားပါမယ်ရှင်ရေဆေးပြီးတော့မှရေတီတီချာချာစစ်ထားတဲ့ကောက်ညင်းနှစ်ခွက်ကိုရေနှစ်ခွက်ထည့်ပြီးတော့မှထမင်းပေါင်းအုပ်နဲ့တာမန်ထမင်းတွေချက်တယ်လို့ပဲချက်ပါမယ်ကောက်ညင်းဆူလာပြီဆိုရင်အပေါ်အောင်လှမ်းပြီးမှွေပေးမယ်ညနာပြင်းညီအောင်ညှိပြီးတော့မှဆက်ပြီးချက်ပါမယ်ချက်ပြီးဆိုရင်တော့မီးလေးပိတ်15မိနစ်လောက်အဖုံးမဖွင့်မဲနှက်ထားပေးပါမယ်ရှင်ရေနွေးတလီတာခွဲပုတ်ပွက်စုပြီးဆိုရင်တာကူစိခွက်တဝက်ခန့်ထည့်မယ်အိုးဖုံဖုံပြီးတော့မှအလဲလက်မီလေးနဲ့တည်မယ်မဝေကြအောင်လို့စောင်းနေတဲ့အိုးလေးကိုတုံးထားပြီးမယ်မျက်ခြေမပြဲကြည့်ပေးပါရှင်10မိနစ်ခန့်ကြာတဲ့အခါတာကူအဖြူဆက်နည်းနည်းပဲကြံပါတယ်တာကူမျိုးစားနဲ့မီးပူချိန်မတူတဲ့အတွက်အချိန်တိုးလျှော့ရှိနိုင်ပါတယ်ဒီလိုမျိုးအဖြူဆက်နည်းနည်းပဲကြံတဲ့အခြေအနေဆိုရင်ရေအေးနဲ့အေးသွားအောင်စေရေစွယူပြီးရင်သုံးဖို့အတွက်အသင့်ဖြစ်ပါပြီဂျယ်လီဆိုပေမဲ့ပျော့လေးမဟုတ်ပဲနဲ့ကြောက်ကြောလို့မမလေးပါကြိုက်တယ်လို့လှီးမယ်ဒါလေးကတော့ကလေးတွေအကြအရန်ချိုပါတယ်ပြီးရင်တော့မပါမဖြစ်တဲ့ပါမုတ်လေးပါပါဝင်ပစ္စည်းလေးတွေအားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့အေးအေးမွေ့မွေ့ဒူရင်းလေးရွှေရင်အေးလေးသုံးဆောင်ဖို့အတွက်အသင့်ဖြစ်ပါပြီအရေးလေးကိုဒူရင်းတီးတွေထည့်ဖြော်ထားပြီးမယ်ပွဲပြင်တဲ့အချိန်မှာလည်းဒူရင်းတီးလေးထမင်းစားစွန်းတစ်စွန်းလောက်ထပ်ပြီးထည့်မယ်ဆိုရင်တော့ပိုပြီးတော့မှကောင်းပါတယ်ရှင်ဆန်မုတ်ပီလောပီနံမုတ်နဲ့ရေတို့ကိုအိုးထဲထည့်ပြီးတော့မှအမုတ်လေးတွေပျော်ဝင်သွားအောင်တိတိကျကျမွေရောပေးပါမယ်ပြီးရင်တော့အလဲလက်မီးနဲ့တည်ထားပြီးအတုံးခဲတွေမဖြစ်အောင်အဆက်မပြတ်နီးပါမွေကြိုပေးပါမယ်အိုးအောက်ခြေကိုချစ်ပြီးလဲမွေကြိုပေးပါမယ်ရှင်ဒီလိုမျိုးလေးအတော်လေးပြစ်လာပြီဆိုရင်တော့မီးပူကိုနည်းနည်းလျှော့ပြီးတော့မှဆက်မွေကြိုပေးပါမယ်မိနစ်20ခန့်ကြိုပြီးတဲ့အခြေအနေလေးပါမုတ်သားလေးတွေကမဖြူတော့ဘဲနဲ့ကြည်ပြီးပြပြောင်လေးဖြစ်လာတယ်လို့မှုရတာလည်းပေါ့ပြီးတော့မှချောချောမွေ့မွေ့လေးဖြစ်လာပါတယ်ဒီအနေထားဆိုရင်တော့မုတ်လက်ဆောင်လေးညစ်ဖို့အသင့်ဖြစ်နေပြီဖြစ်ပေမဲ့ဆန်မုတ်နဲ့ပီလောပီနံမုတ်နှံတွေအရမ်းမကြံအောင်နောက်ထပ်5မိနစ်ခန့်ဆက်ပြီးမွေ့ကြိုပေးပါမယ်ရှင်25မိနစ်ခန့်ကြိုပြီးပြီဆိုရင်တော့မုတ်လက်ဆောင်လေးညစ်ဖို့အတွက်ပြင်ဆင်ပါမယ်မိမိနှစ်တဲ့ရာပစ္စည်းကိုအသုံးပြုပြီးညှစ်ပေးနိုင်ပါတယ်။ကျမကတော့အပူခံတဲ့အိတ်ကိုဒီလိုလေးအပေါက်ဖြစ်အောင်ညှက်ပါတယ်။ပြီးရင်တော့မိုးရေထဲအောင်လွယ်အောင်ဒီလိုခွက်ကလေးတစ်ခုမှဆွတ်လိုက်ပါတယ်ရှင်။ညှက်ရတာလွယ်ကူစေရန်အတွက်မိုးရေနည်းနည်းပဲထည့်ပါမယ်။အရန်အေးနေတဲ့ရေခဲရည်ထဲညှစ်ထည့်ပေးပါမယ်ရှင်အရန်ပူတဲ့အတွက်လက်အိတ်ဆွတ်ပြီးတော့မှညှစ်ပေးပါမယ်မုတ်လက်ဆောင်ဖက်လေးတွေကိုညှစ်တဲ့အခါမှာဆက်တိုက်ကြီးညှစ်ထားရင်မုတ်လက်ဆောင်ဖက်လေးတွေဟာအရှည်ကြီးဖြစ်သွားတဲ့အတွက်အရန်မရှိတော့အောင်ညှစ်လိုက်လွှတ်လိုက်လုပ်ပေးတာပါရှင်ထုံးရည်ကြီးကိုမသုံးပေမဲ့အခုအချိုးစားတိုင်းလုပ်မယ်ဆိုရင်တော့မုတ်လက်ဆောင်ဖက်လေးတွေကပျော့ပျော့ဖွယ်ဖွယ်မဖြစ်ဘဲနဲ့ထုံးရည်ကြီးနဲ့လုပ်တဲ့မုတ်လက်ဆောင်ဖက်လေးအတိုင်းပဲဖြစ်ပါတယ်ရှင်။